ကျောင်းသွားပါတော့မယ်ကျောင်းတန်း9နာရီစတာနောက်ကျနေကားနဲ့ပဲသွားတော့မယ်ကားနဲ့ပဲမြင်သွားမယ်မနက်ကအဲ့ရထားနောက်ကျသွားတယ်မရှင်ဖြေဖို့ရအတွက်က9:40လောက်ကိုရောက်မှဖြစ်မယ်ကျောင်းပေါ့နော်မရှင် complete ဖြစ်အောင်လုပ်ရမယ်ကျောင်းပြောက်နေတယ်ကျောင်းအော်တွေ့ပြီကျောင်းဂိတ်ကိုဝင်မယ်ပါကင်မထိုးတော့ကွာနောက်ကျနေပြီဆိုတော့ချက်ပေါ်လေးစီးပြီးသွားလိုက်မယ်21ဆိုစောသေးပေါ့နော်ဂျပန်ချိန်ပဲရှိသေးတယ်အဲ့တော့ second floor မှာကွန်ပျူတာတက်မယ် PC ချိန်ပေါ့mission complete မဖြစ်သေးပါလားရှေ့ကိုကောင်းလေးနာသွားတိုင်းမယ်ရပြီ mission အောင်ပြီပေါ့နော် passport ကိုပြန်သွားမယ်သူတို့နဲ့စကားပြောရအောင်ချေမိုးကလေးစိုးတွေနေပေါ့ passport မှာသွားမယ်အင်္ဂလိပ်ဆရာရောက်ပြီလားမသိဘူး38ဆိုတော့2မိနစ်ပဲထိုင်ဆောင်လိုက်တော့မယ်ကွာအော်ဒီရှယ်လာပြီcomplete complete ဖြစ်ပြီနောက် mission တစ်ခုဖြည့်မယ်မာရသွန်ပြေးမယ်ဆရာဆောင်ကြည့်နေဆရာချောလိုက်တာဆရာသမီးကိုမဖိုးလေးမပေးချင်ဘူးလားဆရာကစီကိုဟဲ16ရံပဲပေးတယ်ဆရာငမွေဖတ်တာလကားပဲပြီးရင်ကွာကိုပဲရပြီ mission အောင်ပြီနောက်တစ်ခုကစော့မယ်ချက်ပေါ်နေပဲသွားမယ်ကပ်တီစီမယ်mission ဖြေမယ်mission အောင်လေးဝဲဟိုအတွဲကိုသွားနောက်ရှက်လိုက်အောင်မယ်ဘာလို့လဲရတယ်တခြားတစ်ခုသွားစီမယ် roller coaster စီမယ်ဂျပန်နေပဲဂျပန်နဲ့ဘယ်ရောက်တော့လာပြီငါလည်းလိုက်မယ်ငါအောက်ပြုတ်ချသွားတယ်ထွက်မရတော့လောက်ကြပါဦးလေးရောမြင်းမဲစီးရောမယ်မြင်းစီးမယ်မြင်းလိုက်ရွေးလိုက်အောင်မယ်Okay mission complete ဖြစ်ပြီနောက်ထပ် roller coaster သွားစီမယ် roller coaster ရဲ့ gate ကဘယ်နားလဲဆိုတော့တွေ့ပြီဟိုမှာ roller coaster စီးမယ်တွေ့ပြီ okay စစ်နေပါဦးတစ်ခါတော့လိုက်စီလိုက်အောင်မယ်ဗာလေပြည်လေမြစီးပြီးတော့အော်ရာပေါ်ဟဲ့ဒါတော့ roller coaster စီးမယ်မလီဂျုံးပြန်နေရောဟဲ့မြင်းကြီးပဲview ရတော့ share ပဲနော်အပြင်မှာတော့မစီးဘူးသေးဘူးဒီထဲမှာတော့ view ရမ်းလာပြောင်းမြင်နေရောဒီပေါ်ဟဲ့ beauty sky နေရတော့လှနေမှာပေါ့ okay ရောက်ပြီအိမ်ပြန်မယ်ပေါ့နော်ဝစားလဲအောင်မယ် outfit ကြီးကမလန်းသေးဘူးရိုး uniform ပဲပြန်ဝတ်လိုက်မယ်နော် uniform ဝတ်တော့ဘဲလေး mission ကိုဖြေအောင်မယ်ဘဲလေးကတော့ကြိုက်အောင်မယ် uniform ဝတ်တော့မယ်ဘဲလေးတော့ကမယ်ဟိုဘက်ရန်ကောင်းနေဘာလို့လဲဘဲလေးကသူများရေးသွားနေပြီအင်းကြီးလဲမယ်အင်းကြီးဘယ်နေရာလဲရမလဲမတွေ့ဘူးအင်းကြီးလဲမယ်mission complete ဖြစ်ပြီအင်းပြန်လဲမယ်ရိုးတနောင်တော့လို့မရအောင်နော်ကပြီးသွားအင်းကြီးလဲမယ်